တရုတ်အင်ဂျင်နီယာတွေကပိုရှန်နေတဲ့ရေတွေကိုဒီအတိုင်းပဲစွန့်ထုတ်ချင်ခဲ့ကြတာပါဒါပေမဲ့နောက်ဆုံးမှာတော့မယုံနိုင်လောက်အောင်လှပတဲ့ရေတံခွန်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်ကွေကျိုးဒေတာမှာတစ်နှစ်ပတ်လုံးတောင်ပေါ်ကနေစီးဆင်းလာတဲ့ရေမြောက်များဟာစိုက်ပျိုးရေးအတွက်အသုံးပြုကြပါတယ်ပြဿနာကတော့ရေကအရမ်းများနေတာပါပဲဒါကြောင့်ရှုံမြောင်အနီးမှာရေလောင်စနစ်တွေကိုတိစောက်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ရေလောင်ကန်တွေပြည့်သွားတဲ့အခါပေ150မြင့်တဲ့တရားပေါ်ကနေရေတွေကိုလွှတ်ချလိုက်ပြီးလူလုံးရေတံခွန်တစ်ခုကိုဖန်တီးခဲ့ကြပါတယ်ဒါဟာကဘာလက်ခီးတဲ့တွေကိုဆွဲဆောင်ရုံတင်မကပဲတေချာစဉ်းစားထားတဲ့အင်ဂျင်နီယာတက်ပညာရဲ့ဖြည့်ရှင်းချက်တစ်ခုလည်းဖြစ်ပါတယ်ဒီရေတံခွန်ဟာမိုးရာသီလိုမျိုးရေလောင်ကန်တွေပြည့်နေတဲ့အချိန်မှာပဲအလုပ်လုပ်တာပါရေတွေကိုအလားတမဖြစ်စေပဲရှုံမြောင်တဲကိုဆက်လက်စီးဆင်းစေပြီးခီးသွွားထောင်ပေါင်းများစွာကိုဆွဲဆောင်နိုင်တဲ့ရှုခင်းတစ်ခုဖြစ်လာခဲ့ပါတယ်နွေရာသီမှာတော့ရေကိုချွေတာဖို့အတွက်ဒီရေတံခွန်ကိုအသုံးမပြုပါဘူးဒါပေမဲ့မိုးရာသီမှာရေလောင်ကန်တွေပြည့်လာတဲ့အခါတရားပေါ်ကနေရှုံမြောင်တဲကိုရေတိုင်းကြီးတစ်ဖွဲကျဆင်းလာပြီးရေမုံရေမွားတွေနဲ့တိမ်တိုက်ကြီးတစ်ခုလိုဖြစ်ပေါ်လာပါတယ်နေသားတဲ့အချိန်မှာတော့ရေတံခွန်ပေါ်မှာတက်တက်တွေလည်းမကြာခဏပေါ်လာတတ်ပါတယ်ဒေတာဆိုင်ရာအာဏာပိုင်တွေကခီးသွွားတွေဒီအလှတရားကိုခံစားနိုင်ဖို့အတွက်ရှုခင်းကြည့်စင်တွေကိုတောင်တက်ဆင်ပေးထားပါတယ်အင်ဂျင်နီယာတွေဟာပိုရှန်နေတဲ့ရေပြဿနာကိုလည်းဖြေရှင်းနိုင်ခဲ့တယ်လို့ခီးသွွားဆွဲဆောင်မှုတစ်ခုကိုလည်းဖန်တီးနိုင်ခဲ့ကြပါတယ်